ဒီဇလန်းကိုကျွန်တော်ကြားခဲ့တာကရုပ်တင်ဘက်ကလူကြီးတယောက်စီကပါသူကအရင်ကအတ္တိအိမ်မှာကိုယ်တိုင်နေတာဆိုပြီးပြောပြခဲ့အဲ့ဒီအိမ်ကမြို့ထဲနဲ့မဝေးပေမဲ့လူသွားလူလာနေတဲ့လမ်းသွယ်လေးထဲမှာရှိတယ်အိမ်ကတသားအိမ်အဟောင်းတစ်လုံးညဘက်ဆိုရင်အိမ်သားတစ်ဝိုက်ကတိတ်ဆိတ်လွန်းတယ်သူတို့မိသားစုအဲ့ဒီအိမ်ကိုပြောင်းလာပြီးတပတ်လောက်အတွင်းမှာပဲထူးဆန်းလာတဲ့စပြည့်လာတဲ့ပထမဆုံးညတိုင်း2 နာရီလောက်ဆိုအပေါ်ထက်ကလမ်းလျှောက်တန်ကြားရတယ်အိမ်မှာလူကတော့ပဲရှိတယ်အပေါ်ထက်မှာဘယ်သူမှမနေဘူးအစာပိုင်းတော့အိမ်ဟောင်းလို့ထင်ခဲ့ကြတယ်တစ်သားကျန်းစင်ဆိုတော့အတန်ထွက်နိုင်တယ်ပေါ့ဒါပေမဲ့တညမှာတော့အမေကဒေါင်းကျော်မှာရေတောက်ဖို့ထလာတယ်အဲ့အချိန်မှာအပေါ်ထက်ကနေကလေးငယ်တယောက်ရဲ့ခြေတန်းကိုလို့အတန်တစ်ခုလိုကြားလိုက်ရတယ်တဲ့အိမ်ထဲမှာကလေးမရှိဘူးအမေကလည်းဘော်တက်ကိုမကြည့်ရနဲ့ပဲရိမ့်သွားခဲ့တယ်နောက်နေ့ညဒီတစ်ခေါက်တော့အတန်ပိုရှင်းလာတယ်တကားကိုတရားရောက်ခေါက်နေသလိုတောက်ဆိုပြီးသုံးညင်တီးတီးလာခေါက်တယ်ကျွန်တော်တို့မိသားစုတောင်းလို့လည်းကြားရတယ်အဖေကမေယုံမှုအပေါ်တက်ကိုဓမိကိုင်မိတက်စစ်တယ်အပေါ်ထက်မှာဘာမှမရှိဘူးတကားလည်းပိတ်ထားတယ်ဒါပေမဲ့အဖေပြန်ဆင်းလာတဲ့အချိန်မှာကြော်ရှမ်းလို့ခံလာရတယ်အဲ့ဒီနောက်ပိုင်းမှာထူးဆန်းမှုတွေကပိုများလာတယ်ညတိုင်း2 နာရီရောက်တိုင်းအပေါ်တက်မှကလေးငိုတဲ့နေကြားရတယ်ခန်းတော့ကနေလည်းရှေ့တန်းတွေလှုပ်ရှားတဲ့နေကြားရတယ်အမေအိယာနားမှာတနေ့အောင်လို့ရိတ်တွေပုံရိတ်တွေတစ်ခုနေမိတယ်တညမှာတော့ကျွန်တော်တို့အိမ်သားအလုံးနိုးနေတယ်အဲ့ဒီအချိန်မှာအပေါ်ထက်ကနေအရာတစ်ခုလင့်ကြတဲ့ကြားလိုက်ရတယ်ကျွန်တော်တို့မိသားစုတယောက်ကြည့်ပြီးအပေါ်ထက်ကိုတက်သွားကြတယ်ကျန်းတဲ့လဲမှာတသားအိုးတစ်လုံးပြစ်ကြထားတယ်အဲ့ဒီအိုးကိုဘယ်သူမှမထားခဲ့ဘူးအိမ်ဝယ်စင်ကလည်းမပါဘူးအဖေကလည်းစိတ်ရှုပ်ပြီးအိုးကိုဖယ်လိုက်တယ်အဲ့ဒီညကစားပြီးအသက်နေရက်သွားခဲ့တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီနောက်မှာစတယ်အိမ်ရှိကအင်းနေရှင်ဖိုးကြီးတယောက်ကအဖေကိုလာပြီးပြောတယ်အဲ့ဒီအိမ်ကအရင်ကကလေးငယ်တယောက်မတော်တဆသိပြီးတော့ဆုံးသွားတာတဲ့အိမ်ပေါ်ထဲမှာသိခဲ့တာတဲ့အဖေလည်းဒီကြောင်ကြားပြီးအမေကိုပြောပြီးအိမ်ရောက်မှုလာပြောတယ်အဲ့ဒီနောက်ကျွန်တော်မိသားစုရဲ့အိမ်တစ်ကိုပြောင်းသွားခဲ့အိမ်တစ်ရောက်ပြီးတဲ့ခါမှာအားလုံးကအေးချမ်းသွားတယ်တဲ့သူကကျွန်တော်ရောက်ခဲ့တာတခုရှိတယ်တချို့အိမ်တွေကလှပပေမဲ့အတွင်းမှာတမိုင်းနေရှိတယ်တဲ့အဲ့ဒါကိုမသိပဲနေထိုင်မိတော့ထူးဆန်းတာလည်းဖြစ်မယ်တဲ့ဒီကြောင်ကတော့ကျွန်တော်ကိုဦးလေးတယောက်ပြောပြရတယ်သူရသိရမယ်မသိပါနဲ့ကျွန်တော် channel လေးကို like subscribe လုပ်ကြပါနော်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေဇာတ်လမ်းကြောင်းတွေတင်ပြတော့မယ်